မြန်မာနိုင်ငံအလဲပိုင်းစစ်ကိုင်းတိုင်းရဲ့မီနီလဲနေပေါ်မှာရိုးသားတဲ့လယ်သမားတဦးရှိခဲ့ဖူးပါတယ်။သူ့နာမည်ကဦးနေမျိုးစင်ခေါ်ကိုနတာ2020ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါမှာတော့ဒီလယ်သမားလေးရဲ့လက်ထဲမှာထဲတုံးအစားတူမီတနက်တလက်ရောက်ရှိလာခဲ့ပါတယ်။အစာပိုင်းမှာတော့သူဟာရွာသားတွေကိုစူးစီးပြီးကိုယ့်ရွာကိုကာကွယ်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကပြင်းထန်လာတာနဲ့အမျှသူဟာတောထဲကိုဝင်ရောက်ပြီးလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ပါတယ်။ကိုနဂါးဟာမကြခင်မှာပဲဘိုးနဂါးဖြစ်လာခဲ့ပါတယ်။သူဟာမြမတော်ဝင်နဂါးတော် MRDA ကိုတီထောင်ခဲ့ပြီးစစ်ကိုင်းတိုင်းရဲ့အထင်ကရပျောက်ကြားကောင်းဆောင်တဦးဖြစ်လာပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုမိုင်းဆွဲတိုက်ခိုက်တဲ့သတင်းတွေဟာတနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။ဘိုးနဂါးရဲ့ထူးခြားချက်ကတော့လူဒူးနဲ့ဆက်ဆံရေးပါ။သူဟာရိုးရိုးရှင်းရှင်းစကားပြောတတ်ပြီးစစ်ကိုင်းဒေသခံတွေရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိခဲ့ပါတယ်။ပြည်တွင်းပြည်ပကထောက်ပံ့ငွေတွေဟာဘိုးနဂါးစီကိုအလုံးရင်းတဲ့စီးဝင်လာခဲ့ပြီးသူဟာຫນွေဦးတော်လန်ရွေးရဲ့တင်ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။အောင်မြင်မှုတွေနောက်မှာတော့စိန်ခေါ်မှုတွေလိုက်လာပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာပူးပေါင်းခဲ့ပြီးမြဲကုတ်ကဲမှုစနစ်နဲ့လက်နက်ခွဲဝေမှုတွေမှာသဘောထားကွဲလဲမှုတွေစတင်လာပါတယ်။ဘိုးနဂါးကဒေသခံတပ်ဖွဲ့တွေရဲ့လက်လက်ခွင့်ကိုအသားပေးခြင်းတယ်လို့ NUG ဘက်ကလည်းစနစ်တကျကုတ်ကဲမှုအောက်မှာရှိစေခြင်းပါတယ်။ဒီပို့တိုင်မှုတွေဟာဆိုရှယ်မီဒီယာပေါ်မှာအငင်းပွားစရာတွေဖြစ်လာခဲ့ပြီးတော်လန်ကြီးအင်အားစုတွေကြားစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။2023ခုနှစ်စက်တင်ဘာကမှာတော့ဘိုးနဂါးဟာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။အဲ့ဒါကတော့ NUG နဲ့လမ်းခွဲပြီးဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BNRA ကိုတီးခြားဖွဲ့စည်းလိုက်တာပါ။ဒီအချိန်ကစပြီးဘိုးနဂါးရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာအရင်ကလိုအားမကောင်းတော့ဘူးလို့ဝေဖန်သူတွေကဆိုကြပါတယ်။ထောက်ပို့မှုတွေလျှော့နေလာတာမဟာမိတ်တွေနဲ့အဆက်အသွယ်ပျောက်တောင့်လာတာတွေဟာသူ့ကိုအကျက်အတဲတဲတွန်းပို့ခဲ့ပုံရပါတယ်။2025ခုနှစ်တနစ်လုံးနီးပါးဘိုးနဂါးဟာသတင်းတွေထဲကနေပျောက်ကွယ်နေခဲ့ပါတယ်။ဒါဟာသူအဖမ်းခံရတာလားဒါမှမဟုတ်အပေးယူလုပ်နေတာလားဆိုတာအားလုံးကထင်ကြီးပေးခဲ့ကြပါတယ်။တော်လန်ရေးခရီးစဉ်9နှစ်နီးပါး2026ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာတော့တစ်ချိန်ကစစ်ကိုင်းတိုင်းရဲ့အထင်ကရတော်လန်ရေးခေါင်းဆောင်ဘိုးနဂါးဟာစစ်ကောင်စီထံအလင်းဝင်ရောက်သွားပြီးဆိုတဲ့သတင်းကိုခိုင်မာစွာအတည်ပြုနိုင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာຫນွေဦးတော်လန်ရေးတခြားစစ်ကိုင်းတိုင်းနဲ့ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BNRA အတွက်တော့အကြီးမားဆုံးအလဲပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။တစ်ချိန်ကရဝဲလိုတတ်မှတ်ခင်ဟာသူတဦးရဲ့ဒီလိုနီးကုန်းမျိုးဟာတော်လန်ရေးသမိုင်းမှာအကြီးမားဆုံးအမဲဆဲတစ်ခုဖြစ်လာခဲ့ပါတယ်။အတူစကိုင်းတိုင်းဒေသကြီးပတ်လည်မြို့နယ်အတွင်းနယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့်တပ်မတော်လုံခြုံရေးတပ်စခန်းတစ်ခုထံသို့လာရောက်ဆက်သွယ်တရင်ပို့၍ဥပဒေပေါင်းအတွင်းသို့ဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ဒါပေမဲ့ဒီအလင်းဝင်ဝယ်တပ်ပုံတွေထဲမှာထူးဆန်းတဲ့အချက်တစ်ချက်ကိုတွေ့ရပါတယ်။ဘိုးနဂါးဟာစစ်ကောင်စီအရာရှိထံလက်နက်ရှည်တွေအနံ့နေပြီးမြဲသူ့ရဲ့ခါမှာတော့တနက်အတူပစ္စတွန်တလက်ချိတ်ထားဆဲဖြစ်တာကိုတွေ့ရပါတယ်။ဒါဟာပုံမှန်လက်နက်ဆွတ်လွတ်အလင်းဝင်သူရဲ့အနေအထားမျိုးမဟုတ်ပဲပုံစံတကြီးစီစဉ်ထားတဲ့အခမ်းအနားတစ်ခုလားဆိုတာမြေကုန်ထုတ်ရစရာထက်လာပါတယ်။ခေါင်းဆောင်တူလဲကျသွားတာကမှမဟုတ်လမ်းမရောက်သွားတာဟာတော်လန်ရေးကြီးတလုံးကြာရှုံးသွားတာမဟုတ်ပါဘူး။ဘိုးနဂါးရဲ့ဖြစ်ရတာတော်လန်ရေးသမားတွေအတွက်ကြီးမားရဲ့သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။ပုဂ္ဂိုလ်ကိုယ်ဝယ်မှုထက်မူဝါဒကိုအခြေခံဖို့စီးလုံးရည်ညွတ်မှုဟာဘလောက်အရေးကြီးတယ်လဲဆိုတာကိုဒီဖြစ်ရကသက်သေပြနေပါတယ်။နဂါးတကောင်ရဲ့ခီးစဉ်ဏီကုန်းခြုံသွားပေမဲ့ပြည်သူတွေရဲ့တော်လန်ရေးကတော့ပန်းတိုင်ရောက်တဲ့အထိဆက်လက်ချီတဲ့နေအောင်မှာဖြစ်ပါတယ်။